မြတ်လာပါပဲဘယ်ရာနဲ့မှနိုင်ရှင်လို့မရလေသားသမီးတွေစားရဖို့ကြိုးစားလို့ရှာတဲ့မေရိုးသားလာပြီဟေးလို့ကြတဲ့မေဖြူစင်တဲ့စိတ်နှလုံးသားတွေရှိရှိလို့နေအကျဉ်းနာနဲ့ရင်ထဲပွေကထွေးပိုက်တဲ့မေအနေနဲ့ကြုံရလေလေအသိရှိခဲ့ပြီခိုင်မာတဲ့စိတ်သဘောထားတွေပေးစွမ်းနဲ့မေသားသမီးတွေကိုလေအမေဟာမြတ်တာဂယုဏပေးပေးကနေရှေ့ဆုံးကရက်တည်တဲ့မေဘယ်လိုမြပြင်မဲလေလေအပြုံးများနဲ့ဝေဘယ်ခါမှလူတိုင်းရှင်သာဒူးမထောက်ခဲ့ပြီစေတနာတရားရှင်နဲ့တခါပြေဝါရှိနေလောကမှာအမေလို့လွမ်းမှုကနေအမေကျေးဇူးဆက်ကြပါလေဒီကဘာရဲ့လူသားတိုင်းမှာဆွေးမဲ့ဖို့လေအမေကိုလည်းအိမ်ဦးကမှထားထားလို့လေရှိခိုးချကြောအိတ်ပါလေသားသမီးကိုအတနဲ့အများချစ်ခင်တဲ့မေပျော်ရွှင်မှုအပေါင်းအမေကပေးလို့နေအမေပေးတယ်မမိနိုင်တဲ့အမွေလူတိုင်းမှာအမေရှိလို့နေကြီးမမြတ်လာပါပဲဘယ်ရာနဲ့မှနိုင်ရှင်လို့မရလေသားသမီးတွေစားရဖို့ကြိုးစားလို့ရှာတဲ့မေရိုးသားလာပြီဟေးလို့ကြတဲ့မေစိတ်နှလုံးသားတွေရှိရှိလို့နေအကျဉ်းနာနဲ့ရင်ထဲပွေကထွေးပိုက်တဲ့မေအနေနဲ့ကြုံရလေလေအသိရှိခဲ့ပြီခိုင်မာတဲ့စိတ်သဘောထားတွေပေးစွမ်းနဲ့မေသားသမီးတွေကိုလေအမေဟာမြတ်တာဂယုဏပေးပေးကနေရှေ့ဆုံးကရက်တည်တဲ့မေဘယ်လိုမြပြင်မဲလေလေအပြုံးများနဲ့ဝေဘယ်ခါမှလူတိုင်းရှင်သာဒူးမထောက်ခဲ့ပြီစေတနာတရားရှင်နဲ့တခါပြေဝါရှိနေလောကမှာအမေလို့လွမ်းမှုကနေအမေကျေးဇူးဆက်ကြပါလေဒီကဘာရဲ့လူသားတိုင်းမှာဆွေးမဲ့ဖို့လေအမေကိုလည်းအိမ်ဦးကမှထားထားလို့လေရှိခိုးချကြောအိတ်ပါလေသားသမီးကိုအတနဲ့အများချစ်ခင်တဲ့မေပျော်ရွှင်မှုအပေါင်းအမေကပေးလို့လေအမေပေးတယ်မမိနိုင်